intro လေးကို tutorial တီးပေးပါမယ်တချင်း original key က A flat ပါကျွန်တော်က G key နဲ့ပြပါမယ် A flat နဲ့တီးချင်လို့ရှိရင်ကာဘိုကို number 1 flat မှာထားလိုက်ရင်ရပါပြီအခုက G key လေးနဲ့ပြပါမယ်ပထမဆုံးအနေနဲ့ဒါ3ကြိုးဒုတိယကွက်ကနေပြီးတော့၄ကွက်ကို hammer on နဲ့ပြီးတော့၄ကွက်ကနေပြီးတော့2ကွက်ဒုတိယကွက်ကို pull off အဲဆိုတော့ပြီးတော့2ကွက်ဒုတိယကွက်ကနေပြီးတော့0ကွက်ကို pull off အဲဆိုရင် okay ပြီးတော့လည်း၄ကြိုး၄ကွက်မြောက်ကိုတီးတယ်3ကြိုးလွှတ်ကြိုးကိုတီးတယ်အဲ့တော့ဆိုတော့ okay ပြီးတော့နောက်တစ်ခုကဒီမှာ6ကြိုး3ကွက်မြောက်ကိုဖိပြီးတော့6 3 4 3ကိုတီးတယ်ညာဘက်ကအဲ့ဆိုရင်ဆိုတော့အစားနေပုံပြီးပြန်တီးမှဆိုလို့ရှိရင်နော် okay ပြီးတော့နောက်တစ်ခုက5ကြိုးဒုတိယကွက်ကနေပြီးတော့3ကွက်မြောက်ကို hammer on ပြီးတော့3ကနေ2ကို pull off အဲဆိုတော့ပြီးတော့5ကြိုး0ကွက်ကို pull off နော်အဲဆိုရင်ညာဘက်ကတစ်ချက်ပဲတီးတယ်နော် hammer on pull off နဲ့ပြီးပါတယ်ပြီးတော့လည်း6ကြိုး3ခွက်မြောက်ကိုတီးမယ်ပြီးတော့3ကြိုးလှော့ကြိုးကိုတီးမယ်အဲဆိုရင် okay sorry ပြီးတော့နောက်တစ်ခုကဒီကောင်က5ကြိုးဒုတိယကွက်ကိုတီးတယ်3ကြိုးလှော့ကြိုးကိုတီးတယ်ပြီးတော့နောက်တစ်ခု5ကြိုး3ခွက်မြောက်ကိုတီးတယ်3ကြိုးလှော့ကြိုးကိုတီးတယ်အဲဆိုတော့အဲဆိုရင် okay အစားနေပုံပြီးပြန်ပြီးမယ်နော်original B sorry ကျွန်တော်တို့ original A flat key နဲ့တီးမှဆိုလို့ရှိရင်ကာဘိုကို number 1 fret မှာထားပြီးတော့တီးပါမယ်